စံရှိမယ်ဆိုလို့ရှိရင်လေရှောင်ကျင်ရမယ့်လူတွေထဲမှာလေဈေးရောက်တဲ့လူတွေကိုရှောင်သိလားဈေးရောက်တဲ့လူတွေစီမှာပတ်စံဘယ်တော့မှသွားမရှိမိစေနဲ့မြက်ဖို့နေတတာလေသူတို့မှရင်းလိုက်ထဲလိုက်ရင်းလိုက်ထဲလိုက်ရင်းနေတတာသူပတ်စံသွားရှိလို့ရှိရင်လေရှင်တို့စီရပါတော့ပြန်ရှိခံနေရမယ်သိလားဒါအမှန်တရားတွေပြောတာကျမလည်းဈေးရောက်တဲ့လူပဲသိလားအော်သူများတွေကတော့လေဟေးသူဈေးရောက်တာအရန်နေရောက်ရတာပဲအရန်နေမျက်နေမှာပဲလို့ထင်ချင်းလေထင်ကြလိမ့်မယ်ဒါပေမဲ့အဲ့ဒါလေဒါနာမည်စမင်းကပေါ့နော်ဟိုဆို excite excite ကွာပဲလေဟိုကျမဆိုလေ prepaid လည်းမယူဘူးဒီလားငွေလဲကြုံမယူဘူးရောက်မှပြီဆိုတော့ကျမအဲ့ဒီနေစိုက်တဲ့အပြင်မှာလေအိုးကျမယောက်ျားစီရပါလေ baby ငါမလောက်တော့ငါ့ကိုပတ်စံချေးပါငါ credit card ငါရှေ့ရအောင်မလောက်တော့ဘူးထင်တယ်ကျမလားစင်နဲ့အမြဲကျမမှာလေရင်တက်ထိတ်နေမျက်ဖို့နေတာလေးဆက်ရကွာကိုဆက်မယ်အကျွေးလေး excite ရတဲ့အကျွေးလေးသီလားအဲ့လိုရင်တမမနဲ့ငါကြေးပါမလားငါအလျင်မီပါမလားနဲ့အဲ့လိုစိတ်နေပေါ့နော်ဆိုတော့ဘယ်တော့မှဈေးအောင်တဲ့လူတွေရှိမှာသွားမရှိမိစီနဲ့နောင်သားတွေတတိတပိုက်ကြီးပဲသူတို့ညီးတာပဲချင်းတို့ဒီလားပြန်ကြရလိမ့်မယ်ဆိုတော့ပတ်စံရှိမယ်ဆိုရင်ဈေးရောက်တဲ့လူတွေစီကဝေးရှောင်းကျမအဖြစ်ကတော့ excite နဲ့အမြက်ကတော့အဲ့ဒါပဲ excite နေရပါဘောနော်